မရှိတော့ဘူးနင်ဖျားလာတဲ့လူတွေကြည့်ပါဦးနော်ကျို့မလဲအဝေးမှလည်းမတည်အနီးမှလည်းမတည်ပြီးတော့ဘယ်လိုဥချမှလည်းမတည်ခြေလည်းတစ်ခုတစ်တောင်တုံးကားဥထီချစ်ဆိုလာနားမလဲဟုတ်လားဘာမှနားမလဲဘူးဒီရလောက်တို့လောက်တော့တာနော်ခဏပြီးတော့တို့ကကိုးွယ်နေရတာထိကနေရတာအားထားနေရတာပုချစ်တဲ့ယဟန်နော်အရိယတရားမဟုတ်ဘူးနော်ဖျားကြတော့လေရုပ်ပွားတော်နဲ့ချိန်ကုန်ကြနော်တို့ဖြစ်နေတာပြောပါလေဟိုနော်တမန်တမှုတာဟောသူကဖယားနာသူကပါရမီရှင်ဟိုတုန်းကနော်အဲ့ဒါကိုပြောမယ်ဆိုရင်ဗရာတာကြီးပြောမယ်နော်ဗရာတာကြီးအဲ့ယူတော့ထမင်းကြီးကိုဒီလိုလက်ပြီးတော့ပြေးတာဖယားကသူ့တောင်းနေတာနော်ဖယားသူ့တောင်းနေတာတရားမဟုတ်အဲ့ဒါပြီးတရားနာပရိသတ်ကအယူမဆိုရိုက်လွတ်တာပေါ့ဗျာရိုက်လွတ်တော့ဟေးလွတ်လိုက်နေဘုရားခိုင်းတော့လွတ်ရတာပေါ့အဲတပည့်ကလေးကိုခါပတ်ပြီးတော့ထိုင်တာနော်ထိုင်ခိုင်းတာဘုရားလူကြီးပေါ့လေထိုင်တာနေရမကြတော့ထားထိုင်တယ်ပြည့်နေတာခဏအဲ့ထိုင်ထားပြည့်နေတာမျိုးမှတ်တာဥပကမပါတော့နော်ဟုတ်လားထိုင်ထားပြည့်နေတာနော်နော်အဲ့လိုပြည့်နေတာဒါနဲ့ထိုင်တပည့်ကလေးပတ်ပြီးထိုင်တော့ဘုရားဘာပြောတယ်လေနေဒီမြခန္ဓာကိုယ်ခန္ဓာကိုယ်ပတ်တာကိုလို့တခွန်းနဲ့ပြောတာနော်အဲ့ဒါကိုပါရမီရှင်ဆိုတော့ဟာဟုတ်ပါလားဆိုတာတိတ်ကောင်းဝင်သွားတာစိတ်ကောင်းဝင်သွားတော့ယောဂီလှုပ်လိုက်တာပေါ့ယောဂီကလှုပ်ကြည့်မလို့ဘူးဝဲတရားမလို့ဘူးချစ်တမီလို့ခေါ်လိုက်လို့ရှိတောက်ရောက်လာတာဩနော်ညိုတပတ်နေတဲ့ညိုတပိတ်နေတဲ့ပေါ့ဒီနေ့ပြောရဲ့နော်ယောဂီတောက်ဖြစ်လာတာဒီရိုးဝတ်သားတွေပြောက်အဲ့လိုချစ်တမီလို့ခေါ်လိုက်ရင်လေတောက်ရောက်တာဒီဟိလဲဝဲဗါတဲ့လေညုံပေါင်းတစ်ထောင်ကျတဲ့အင်္ဂုလိမာလာလေချစ်သားလို့ခေါ်လိုက်ရင်တောက်ရောက်လာတယ်ဟမ်းဖြစ်လာတာနော်တမျိုးလုံးနေပြန်မလို့အဲ့မြတ်တော်ဗျာချစ်သားလို့ခေါ်လိုက်ရင်ပြီးပြီရဟန်းဖြစ်တာနော်အဲ့ဒီလိုသိနေတော့တို့မှဒီလိုပါရမီရှိမှမဟုတ်တော့ခက်ဘူးလားကဲရဟန်းကတော့လေရဟန်းအသိမဟုတ်နော်ဟုတ်လားဒီလိုက်ယူရတော့လေဒီကအသိမဟုတ်နော်တမာတိအထုတ်ပြန်တော့လေတမာတိအထုတ်တာအသိအမှမဟုတ်နော်ဘာနဲ့လုပ်တယ်လေဘူလိကတာတောတပါတိပိလာတိတိကရိယာယတန်ဝန်တိ